မင်္ဂလာပါအရင်ဆုံးဂျူးမြစ်တွေကိုတေချာတန့်ရှင်းရေးလုပ်ပေးပါကျွန်တော်ကတော့အမြစ်တွေကိုအခုလိုမျိုးနှစ်ပိုင်းပိုင်းပြီးတော့ဖြတ်ထားပါတယ်ကြက်သားကိုအရင်ဆုံးပြုတ်ထားပါမယ်စားအနေငယ်ဆန်နွင်းမုံပြုတ်တဲ့အခါမှာအတွင်းသားတွေကြက်ယုံလောက်ပဲပြုတ်ပေးပါနူးဤနေစရာမလိုပါဘူးဒီအနေလေးဆိုရပါပြီပြုတ်ထားတဲ့ကြက်သားတွေကိုအခုလိုမျိုးအနေအထားလေးကျွန်တော်နှွာထားပါတယ်ဒါကတော့ကျွန်တော်တနေ့ပြလှမ်းထားတဲ့ကြက်သားအနေအထားလေးပါတနေ့ပဲပြရမှာပါပြီးွားရင်တနေ့ပြထားတဲ့ကြက်သားတွေကိုကျွန်တော်9မိနစ်လောက်ပြုတ်ပေးပါမယ်3မိနစ်လောက်လည်းပြုတ်ချင်ရပါတယ်9မိနစ်လောက်ကအနေတော့ပါပဲအဲ့ထက်ပျော့သွားတဲ့ရမလိုပါဘူးမဟုတ်ရင်ကျွန်တော်တို့စားလို့မကောင်းပါဘူးကျွန်တော်ဝက်ခောက်အသုံးပြုခြင်းတဲ့အတွက်ဝက်ခောက်ကိုနူးဤနေအောင်ပြုတ်သွားပါတယ်ဝက်ခောက်မထည့်ခြင်းရင်တခြားအစားထိုးလို့ရပါတယ်ဒါကတော့လှမ်းထားတဲ့ဂျူးမြစ်တွေပဲဖြစ်ပါတယ်ဂျူးမြစ်တွေကိုခြောက်ပြီးတော့အခုလိုအနေထားလေးရအောင်လှမ်းသွားပေးပါလှမ်းထားတဲ့ဂျူးမြစ်တွေကိုကျွန်တော်မီးအေးအေးလေးနဲ့ဖြည်းဖြည်းလေးနဲ့ကျွတ်လေးဖြစ်အောင်ကြော်ထားပါတယ်ဒီအနေလေးပါတူးလို့မရပါဘူးကြက်သွန်မျိုးကိုလည်းအခုအတိုင်းပဲကြော်သွားပေးပါကျွန်တော်တို့ကြော်တဲ့အခါမှာတူးလို့မရပါဘူးငရုတ်သီးစိမ်းကိုလှော်ထားပါတယ်လှော်ပြီးတော့ထောင်းပေးထားပါငရုတ်သီးစိမ်းထောင်းပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အယောင်လေးလှဖို့အတွက်အယောင်တင်မှုတ်လေးကိုကျွန်တော်စီပူလေးနဲ့အနှင်းငယ်စီတက်ထားပါတယ်အယောင်တင်မှုတ်နေရာမှာငရုတ်သီးခွဲချမ်းကိုအသုံးပြုခြင်းနဲ့ဆိုလည်းရပါတယ်ဒီအနေလေးဆိုရင်ရသွားပါပြီပစ္စည်းအလုံးကိုရောဖို့အတွက်ကျွန်တော်အောက်ကမီးပိတ်ပြီးမှရောပါမယ်ပြုတ်ထားတဲ့ကြက်သားကိုထည့်ပါဝက်ခောက်ကိုထည့်ပါကြော်ထားတဲ့ဂျူးမြစ်ကိုထည့်ပေးပါဒါကတော့ကျွန်တော်ကြက်သွန်ဖြူကြော်ထားတဲ့ဟာကိုထောင်းထားတာပဲဖြစ်ပါတယ်လှော်ထားတဲ့ငရုတ်သီးကိုထောင်းပြီးသားကိုထည့်ပေးပါမြေပဲလှော်ထည့်ပေးပါလှော်ပြီးသားနှမ်းကိုအသုံးပြုထားပါတယ်အရသာအတွက်တကြားစားမဆလာအမှုတ်ကိုကျွန်တော်အသုံးပြုထားပါတယ်မဆလာအမှုတ်ကမရှိမဖြစ်မပါမဖြစ်ကိုထည့်ရမှာပဲဖြစ်ပါတယ်ပြီးွားရင်အားလုံးကိုရောသမပြီးနေပြီးွားပါဒီနေရာမှာအချင်မထည့်ပါနဲ့အချင်ထည့်လိုက်ရင်ကျွန်တော်တို့ရဲ့တုတ်ထားတဲ့ကြက်သားတွေကကြာရှည်မခံသလိုစားလို့အရသာတစ်မျိုးပြောင်းသွားနိုင်ပါတယ်ရေခဲတစ်တာတဲ့ကိုတုတ်ပြီးရတယ်တ냐အိတ်လောက်တိတ်ပြီးမှစားရင်တော့တော်တော်လေးကိုအရသာဝင်သွားပြီးတော့အရန်စားလို့ကောင်းပါတယ်ချက်ချင်းစားမယ်ဆိုလည်းရပါတယ်ဒါပေမဲ့ရေခဲတစ်တာထဲမှာထားစားတာပို့ပြီးတော့စားလို့ကောင်းပါတယ်ကြာရှည်လည်းတင်ထားလို့ရပါတယ်